အားလုံးပဲမင်္ဂလာပါဒီကနေ့တင်ဆက်ပေးမယ့်ရှင်းလင်းတင်ပြချက်၄ကနေကြိုဆိုပါရစေအခုတလောနီးပညာလောကမှာ ChatGPT တို့ Gemini တို့ဆိုတာနေရာတိုင်းလောတွေ့နေရတယ်ဆိုပေမဲ့တကယ်ကိုအတန်ကျဲဆုံးနဲ့လူပြောအများဆုံးဖြစ်လာတဲ့စကားလုံးအသစ်တစ်ခုရှိလာပါတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးလူငယ်ဆောက်တာတွေကိုလုံးဝအကြီးကျယ်ပြောင်းလဲပစ်တော့မဲ့ AI agent ဆိုတဲ့နီးပညာပဲဖြစ်ပါတယ်ကဲဆက်လိုက်ကြရအောင်ဆိုတော့ဒီနေရာမှာအဓိကမေးစရာရှိလာကရိုးရိုး AI နဲ့ AI agents ကဘာတွေများကွာခြားသွားတာလဲဆိုတာပါပဲတာမန်ဉာဏ်ရည်သူစနစ်လေးတစ်ခုနဲ့သူ့ဘာသာသူအလိုအလျောက်တီးခြားလွတ်လပ်စွာဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ agent တစ်ခုကြားမှာဘလို့အရာတွေကများကွာဟသွားစီလာလေတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပဟိလိတစ်ခုပါပဲဒီလိုအချက်ကိုဒီကနေ့တူတူဖေရှားကြည့်ကြပါမယ်ဒီအကြောင်းအရာတွေကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အပိုင်း၅ပိုင်းခွဲပြီးသွားမှာမယ်ပထမဆုံး AI agent တော်လိုင်းကြီးဒုတိယက chatbot နဲ့ AI agent ရဲ့ကွာခြားချက်တတိယကတော့သူတို့ဘလို့အလုပ်လုပ်လဲဆိုရဲစင့်သုံးစင့်လုပ်ငန်းစဉ်စတုထာကဘေသူတွေလိုအပ်တယ်လဲဆိုတာနဲ့နောက်ဆုံးပင်ကျမချက်အနေနဲ့အလိုအယောက်စနစ်ရဲ့အားသာချက်များဆိုပြီးအစင်လိုက်လေးလာသွားကြပါမယ်ကဲပထမဆုံးအပိုင်းဖြစ်တဲ့ AI agent တော်လိုင်းကြီးဆိုတဲ့အပိုင်းကိုတွားလိုက်ရအောင်ဒီပေါ်ထွက်လာခါစားနီးပညာနဲ့ပတ်သက်ပြီးခိုင်မာတဲ့အခြေခံတစ်ခုကိုအရင်ဆုံးတီးဆိုးကြည့်ကြတာပေါ့ AI agent ဆိုတာကိုအလွယ်ဆုံးအတိအပဲဖွင့်ပြရင်ဒီနေရာမှာအဓိကသတိထားမယ့်စကားလုံးတွေကကိုယ်ပိုင်ဆုံးဖြတ်ချက်ချခြင်းနဲ့အစမှအဆုံးတာဝန်ယူခြင်းဆိုတဲ့စကားလုံးတွေပါပဲဒါဟာတာမန် program တစ်ခုလိုခိုင်းနာလို့ပဲကွက်ပြီးလို့ပေးတာမျိုးလုံးဝမဟုတ်ပါဘူးလူတစ်ယောက်လိုမျိုးကိုစားလက်ဖြစ်ရက်တီးပေးတယ်ပြီးတော့ပြဿနာတစ်ခုကိုဖြေရှင်းဖို့အတွက်လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကိုသူ့ဘာသာသူချမှတ်ပြီးတော့အလုပ်တစ်ခုလုံးဝပြီးမြောက်သွားတဲ့အထိအဆော့ဆုံးတာဝန်ယူလှုပ်ဆောင်ပေးတာပါဒါဟာ AI agent တစ်ခုရဲ့တကယ်ကိုအစမှန်ဆုံးဝိသေသလက္ခဏာပါပဲအပိုင်းနဲ့အနေနဲ့ကတော့ chatbot ဒီနဲ့ AI agent ဒီဘာတွေကွာလဲဆိုတာကိုလေ့လာကြည့်ပါမယ်ဒီကွာခြားချက်ကိုအရှင်းလင်းဆုံးသိချင်ရင်တော့အခုဆိုလူတိုင်းနှိပါရင်းနှီးနေပြီဖြစ်တဲ့ chatbot ဒီနဲ့ယဉ်ကြည့်လိုက်ရင်အဖြေပေါ်လာမှာပါသူတို့နှစ်ခုရဲ့ကြီးမားတဲ့ကွာခြားချက်ကတကယ်ကိုအံသွားစရာကောင်းပါတယ်စဉ်းစားကြည့်ပါ chatbot တစ်ခုကို email တစ်ခုရေးခိုင်းလိုက်ရင်သူကစာသားလေးထူပေးပေးတာနဲ့အလုပ်လုပ်တာရက်သွားပါပြီပြီးရင်အဲ့ဒီစာသားကိုကိုယ်တိုင်ကူးယူပြီးတွားပို့ရအောင်ပါလေဒါပေမဲ့ AI agent ကတော့အဲ့လိုမဟုတ်ဘူး email ရေးပေးအောင်တည်းမကပဲပြက်ခရင်ကိုတွားစစ်မယ်ကိုယ်တိုင်ပေးပို့မယ်ပို့မိုက်တာကတစ်ဖက်ကနေစာပြန်လာခဲ့ရင်တောင်မှအစည်းအဝေးအချိန်ကိုပါပြက်ခရင်ထဲမှာအလိုလျောက်တတ်မှတ်ထားပေးသွားမှာပါဆိုလိုတာကအလုပ်တစ်ခုတည်းကိုကွက်လုတ်တာမျိုးမဟုတ်ပဲလုပ်ငန်းစဉ်တစ်ခုလုံးကိုကိုစားလုံးဝတာဝန်ယူပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ AI agent တွေကိုရိုးရှင်းတဲ့ software တစ်ခုပါလားဆိုပြီးတာမန်ကလန်ကရှုမြင်လို့မရတော့ပါဘူးစွမ်းဆောင်ရည်အလွန်မြင့်မားတဲ့တကယ်ကိုအကောင်းဆုံး digital လက်ထောက်တစ်ယောက်အဖြစ်သတ်မှတ်လိုက်လို့ရပါပြီနေ့စဉ်အလုပ်တွေကိုခြေခြေပွန်ပွန်နဲ့ကုညီပံ့ပိုးပေးမဲ့ယုံကြည်စိတ်ချရတဲ့လက်ထောက်ကောင်းတစ်ယောက်ဖြစ်လာတာကိုကဲအပိုင်း3အဆင့်3ဆင့်လုပ်ငန်းစဉ်ကိုဆက်သွားကြရအောင်ဒီလိုစွမ်းဆောင်ရည်မြင့်တဲ့လက်ထောက်တွေကဒီလိုရှုပ်ထွေးတဲ့အလုပ်တွေကိုနီးပညာပိုင်းအရဘယ်လိုများလှုပ်ဆောင်နေကြတယ်လဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါပဲအထူးအဖြစ်တော့ AI agent တွေလက်ပိုင်းနေတဲ့လုပ်ငန်းစဉ်ကြီး3ခုရှိပါတယ်အဆင့်1က perception လို့ခေါ်တဲ့အချက်လက်စုဆောင်တာပါပေးလိုက်တဲ့ prompt တွေ database တွေနဲ့ website တွေစီကနေလိုအပ်တဲ့ data တွေကိုအရင်ဆုံးလိုက်ဖတ်ပါတယ်အဆင့်2ကတော့ processing လို့ခေါ်တဲ့စဉ်းစားစီမံတဲ့အဆင့်မှာဒါကို agent ရဲ့ဥနောက်လို့တင်စားလို့ရပါတယ် large language models တွေကိုသုံးပြီးတော့ရလာတဲ့ချက်လက်တွေပေါ်မူတည်ကရှေ့ဆက်ဘာလို့ရမှလဲဆိုတာကိုတွေးခေါ်စီမံပါတယ်နောက်ဆုံးအဆင့်ထုံးအနေနဲ့ကတော့ action မှာတွေးခေါ်ပြီးသွားတဲ့ load တွေကိုလက်တွေ့အကောင့်ထဲပေါ်တာပါဥပမာ internet ပေါ်မှာရှာဖွေလာတော့ email ပို့တာတို့စတဲ့ tools တွေနဲ့ API တွေကိုသုံးဖြူပြီးတကယ်လောက်ရက်တွေကိုဆောင်ရွက်သွားတာပဲဖြစ်ပါတယ်အဆင့်ဆင့်နဲ့တကယ်ကိုစနစ်ကြတာပါဆက်လက်ပြီးအပိုင်းလေးဘသူတွေလိုအပ်တယ်လဲဆိုတဲ့အပိုင်းမှာ AI agent တွေဘလို့အလုံးလုံးတယ်လဲဆိုတာကိုတပေါ်ပေါက်သွားသည်ဆိုတော့လက်တွေ့အသုံးချတဲ့နေရာမှာဘသူတွေကဒီနည်းပညာကနေအကျိုးအမြတ်အများဆုံးရရှိနိုင်မလဲဆိုတာကြည့်လိုက်ရအောင်အလွယ်ဆုံးပြောရရင်တော့ကိုယ့်ရဲ့အလုပ်ပြီးမြောက်မှုစွမ်းရည်ဒါမှမဟုတ် productivity ကိုအစာပေါင်းများစွာမြင့်တင်ခြင်းတဲ့တူတိုင်းထားပါပဲစီးပွားရေးလုပ်ငန်းရှင်တွေဆိုရင်အချိန်မရွေးစာပြန်ပေးနိုင်တဲ့24 hour customer service တွေဖန်တီးနိုင်မယ်နေ့စဉ်အယောင်စာရင်းတွေကိုတက်ချစ်ခိုင်းထားနိုင်မယ်လी developers တွေနဲ့ IT တမမတွေဆိုရင်လည်းကိုယ်တည်ရေးဖို့ဒါမှကအာရုံနောက်ဆရာကောင်းတွေ bug လို့ခေါ်တဲ့ error တွေကိုပါအလိုတယောက်ရှာဖွေပြင်ဆင်ဖို့သုံးနိုင်မှာပါနောက်ပြီး content creator တွေအခြားနယ်ပယ်ကပညာရှင်တွေဆိုရင်လည်းဇေဝထူတီတနာလောက်တာတော့ idea တစ်တွေရှာဖွေတာလို့ကအစ social media တွေမှာအချင်းနဲ့တပြေးညီ posting ပေးတာအဆုံးအလုပ်တွေကိုအများကြီးတက်တာသွားစေမှာအသေးချပါပဲနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းကအနေနဲ့အလိုရောက်စနစ်ရဲ့အားသာချက်တွေကိုပြောပြချင်ပါတယ်အဖွဲ့အစည်းတွေလုပ်ငန်းခွင်တွေအနေနဲ့ဘာကြောင့်များကြီး AI agent တွေကိုအချိန်မဆွဲပဲအခုချက်ချင်းစချက်အသုံးချသိနေပြီလဲဆိုတာကိုခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့လေ့လာကြည့်ကြပါမယ်
ဒီအချက်တွေကစီးပွားရေးလုပ်ငန်းတစ်ခုအတွက်တကယ့်ကိုကြီးမားတဲ့မဟာဗျူဟာမြောက်အားသာချက်တွေဖြစ်လာမှာပါတွေးကြည့်လေအချိန်ကုန်တက်တာသွားတဲ့အတွက်နေ့စဉ်လုပ်နေရတဲ့ရိုးရိုးအလုပ်တွေထက်ပိုအေးကြီးတဲ့ဗျူဟာပိုင်းတွေကိုအပြည့်အဝအာရုံစိုက်လာနိုင်ပါလိပြီးတော့စက်ပစ္စည်းဖြစ်တဲ့အတွက်လူတွေလိုမပိန်မြန်းဘူးလက်14နာရီပတ်လုံးစင်ဆက်မပြတ်လဲပိုက်နေနိုင်တယ်နောက်တစ်ခုကအမားကင်းစင်တဲ့အတွက် data တိကျမှုအပိုင်းမှာရောင်နှုန်းပြယူကြီးစိတ်ချရပါတယ်ဒီလိုကျေပြတ်တဲ့အလိုလျောက်စနစ်တွေကြောင့်ရေရှည်မှာဆိုရင်ကုန်ကျစရိတ်တွေကိုတိတိကျကျရှော့ချလိုက်မှဖြစ်တယ်ဆိုတာဘလုံးမကုန်ရင်းဆိုလို့မရတဲ့အချက်အလက်တွေပဲဖြစ်ပါတယ် ဒီကနေ့ရှင်းလင်းတင်ပြချက်ကိုနီကုန်းချုပ်အနေနဲ့ဆိုရင်တော့ AI agent တွေဟာအရင်တုန်းကလိုငြိမ်သက်နေတဲ့တာမန် tools လေးတွေကဲ့ရလေးတွေမဟုတ်တော့ပါဘူးသူတို့ဟာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တာဝန်ယူမှုအဖြစ်ရှိပြီးအလုပ်တွေကိုအကောင်းဆုံးကူညီပံ့ပိုးပေးမဲ့တကယ့်ကိုအနာဂတ်ရဲ့ digital လို့ဖော်ကိုင်ဖတ်များပဲဖြစ်လာနေပါပြီနေပညာတွေကဒီလိုမယုံနိုင်တော့အောင်အရှိန်အဟုန်လက်တိုးတက်နေချိန်မှာဒီမေခုံးလေးကိုတော့ကျွန်တော်တို့အားလုံးအလေးအညက်ထားစဉ်းစားကြည့်ဖို့လိုလာပါပြီကျွန်တော်တို့ဖြတ်တန်းနေတဲ့လက်ရှိလုပ်ငန်းဝင်တွေနေ့စဉ်ဘဝတွေမှာမကြခင် AI agent တွေကဘယ်နေရာနဲ့ဝင်ရောက်နေရယူလာနိုင်မလဲဒီလိုစွမ်းဆောင်ရည်မြင့်တဲ့ digital လို့ဖော်ကိုင်ဖတ်တဲ့နဲ့ဘလို့ဟန်ချက်ညီညီကျွဲဖက်အလုပ်လုပ်ကြမလဲဆိုတော့ဟာရှစ်ဆက်ပေးရင်ခုံဆေးလို့ရှားစွာနဲ့စောင့်ကြည့်ရမယ်ကြိုတင်ပြင်ဆင်ထားရမယ့်အကြောင်းအရာတစ်ခုထပ်ပါကြောင်းတင်ပြရင်းနဲ့ပဲဒီကနေ့ရှင်းလင်းတင်ပြချက်ကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အချိန်ပေးပေးလေးလာကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်